အားလုံးမင်္ဂလာပါရှင်ဆရာမဒီနေ့ပြောပြပေးသွားမယ့်နံပါတ်တွေလေးရတော့ဗောနော်မိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာကိုဘွားအတွက်ကိုဗောနော်ငွေကြေးတော့ကတွေငွေကြေးအဆင်မပြေမှုတွေငွေကြေးကြက်တဲမှုတွေငွေကြေးနဲ့ပတ်သက်တဲ့ဗောနော်အကျွေးတင်မယ်အကျွေးပြန်ဆက်မယ်ဆက်ပြီးပြန်တင်မယ်ခြားလိုက်ပက်လေလေဒီမဲ့ဒီငွေကြေးတော့ကတန်ညာတွေကနေပြီးတော့ရုံးမထွက်နိုင်စေတဲ့နံပါတ်တွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်တယ်ဗောနော်အဲ့တော့ဒီနံပါတ်တွေလေးကဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာပါနေပြီဆိုတော့မိတ်ဆွေအမြန်ဆုံးပြောင်းလဲရမယ့်နံပါတ်တွေလေးပဲဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့နံပါတ်တွေကဘယ်လိုနံပါတ်တွေလဲဆိုလို့ရှိရင်တော့နှစ်ခွန်ခွန်နှစ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 ်နံပါတ်အပြုံမှာ9885ဆိုတဲ့နံပါတ်လည်းပါဝင်နေမှာဖြစ်တယ်ပေါ့နော်အဲ့တော့ရှုပ်ထွေးမှုငွေကြေးတန်တရားတွေမှာဘဝပေမှန်မှုတွေကိုကြုံဆုံတွေ့စေနိုင်တဲ့နံပါတ်တွေဖြစ်တဲ့အတွက်ကိုင်ဆောင်ရန်မသင့်တော်ပါဘူးရှင်။နောက်လေးပေါ့နော်စိတ်ဝင်စားစရာနံပါတ်တွေလေးတွေကိုအမြဲပဲပြောပြပေးနေဦးမှာဖြစ်တဲ့အတွက်ဆမရဲ့ page လေးကို like and follower လေးပြုလုပ်ခဲ့ပေးဖို့အတွက်မမေ့ပါနဲ့ရှင်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်နော်။